သားလေးလေးနဲ့ရွယ်မာတွေကဆုံးမသွားတာပါသူ့ဘယ်ဘွားရောက်နေမှန်းတော့ရှင်းတယ်မသိရပါဘူးသားလေးနဲ့အတူတူဒီဆိုင်မှာပဲနေပြီးအလုပ်ဆက်လုပ်ပါလို့ပြောလို့တကယ်ဝမ်းလာလိုက်တာမလူလူလေးမင်းကငါ့ကိုအဲ့တာဝန်တွေပါယူခိုင်းနေရလားဟမ်ငါ့ကိုမိတ်မဲနေရလားကွာကြောက်ကွာဖေဖေမလို့ပြေမယ်ဖေဖေဘလူတောင်းပါပါလေချက်ထားတယ်သမီးရိုက်ပါစေဘာမှမလုပ်ရလေအမေနိုင်ပြေကုန်မချင်你都表了，露啥手？ဘသူသားဖြစ်ဖြစ်ပေါ့ဒီမှာရှင်ခမင်းတယောက်ကတော့မထိမ့်သိမ့်နိုင်ဘူးဆိုလို့ရှင်ရှင်ဘလို့အားကိုရမှာလဲလို့စီရဲထက်လေးရလေတို့တွေတော်တော် lucky ပိုင်းလေးပဲနော်ဟုတ်ပါမရဲ့အရင်တော့ဆိုရင်လေဆိုင်မှာဒီလိုမျိုးတစ်ခါမှလူမကြောက်ဘူးကြတော့လူတွေကြာလာလိုက်တာတစ်ခါမှဒီလိုမျိုးမဖြစ်ဘူးပြီးတော့အမတော့လည်းတစ်ထည့်ရဲ့လက်ကုန်ဘတ်ဂျက်ဆိုတာကြီးကိုလည်းစိုးရင်နေကြမှာလို့ပေါ့ဒါပေါ့ရိုစီရဲ့လက်ကုန်တာနဲ့လေတစ်ထည့်ကိုဟောက်မှာတိုးလာတဲ့ဝင်ငွေတွေဆိုပြီးတော့သူ့ရဲကောင်းလုပ်ပြလို့ရပြီညတင်တာအမိလေးတော့ပြည့်သေးပါဘူးအလှဆုံးအလန်းဆုံးလေးပူရိတာတွေရဲ့ညံဝန်းအဆောင်ကစတွန်ဖက်ဆရာဖြစ်လာအလှဆုံးပြင်ပြီနော်စိတ်ချပါမရဲ့မန်နေဂျာလူစိတ်ကပြင်ပေးနေရပါလှဆုံးအလန်းဆုံးဖြစ်စီရမယ်နော်နှလုံးလေးဘာမလဲလာလေအမေနိုင်ပြေကုန်မချင်ငါနဲ့လာလေပစ္စည်းကုန်မချင်ကဖြစ်ခဲ့ရနိုင်လိုက်တာတော်တော်အသုံးမချတဲ့ကောင်မသုံးမကြရဲ့ကောင်မဆိုတဲ့စကားကိုပြန်ရုပ်သိမ်းပေးပါတော့ဟာလေနေကမကျင်တဲ့ဘူးလားငါမျက်နှာပျက်စီးသွားတာလေငါမျက်နှာအလှလေးပြတ်ကုန်ပြီလေနေကတောင်းပါရမှာတောင်းပါစမ်းအခုတောင်းပါစမ်းငါ့ကိုမတောင်းမှန်နိုင်ဘူးတောင်းမှန်ကြဘာအကြောင်းမှမရှိဘူးမတော်မတရားအနိုင်ကျင့်လို့ရတဲ့အထက်မှာကျမဆိုရင်လူလူစိတ်မပါဘူးတော့ဒီမှာနေတော်လူဘောပါလားတော်လူဘောပါတယ်ကျမဒေါ်သားရဲ့ဒေါ်စီပုံကြမလားကဲဒေါ်သွားလိုက်တာကောင်းမဲ့ထင်နေနော်ဒီမှာနင်ကိုကြောက်လို့တော့မဟုတ်ဘူးနော်ငါရဲ့မျက်နှာကိုနောက်တစ်ဆိုင်မှာသွားပြင်ရအောင်မှမို့လို့နင်တက်တက်တီထားနင်တို့ဆိုင်ကိုငါကြမဖြစ်ကြမသိလားLulu coffee. Thank you. တားဖြော်လာလားတာဒီမလားတားလေးရတဲ့တီလူလူစီလာပါအောင်လိမ်မာလိုက်တာတားလေးလာပါအောင်တားရဲ့တမတဲ့ဦးတီလူရဲ့တမမေးရဝိုက်ကုလုပ်ပေးနေတယ်ပြီးအောင်နော်အဲ့ဒါဆိုရင်လေဒီမှာတီလူလူကတားအောင်မိုးပေးမလို့ဟာမိုးပေးလို့လာပြီ
မျိုးကြတော့မျိုးကြလာတယ်ဟာ ရဲတယ်လေးနဲ့မလူလူကတော့လေအတိုင်းဖောက်ကိုညင်းနေတာပဲ ဟုတ်ပါရဲ့တို့မှလူလူကလေခါလာလေအလုပ်ဒီနေ့လာလဲဆိုင်ဝင်ဝေးလာကိုကနေလဲဘယ်ချက်ပြေးမပြေးပဲအာယုံရောက်နေတာအဲ့ထက်လေးနဲ့ပြီးတော့မှပဲဖိအားတွေရော့သွားတဲ့ပုံပဲ တသားမဟုတ်ဘူးတီတီလူလူပြန်တော့မယ်တာရဲ့ပြန်ကနေနှုတ်ဆက်နေကြတာတာ တဲ့ထုံးနေပါလားငါညီอ่ะ အခုဒီကိုမလာပါနဲ့လို့မှားထားတယ်လေပြီးတော့ဘယ်နှခါပြောရမလဲရိုစီကမိန်းကလေးညီမဟုတ်ဘူးညီမ နင်းကနေဖြစ်ချင်တိုင်းဖြစ်လို့ရတယ်ဒါပေမဲ့နင်းကုံကဒီကိုဘာကြောင့်ရောက်လာလဲဆိုတာအလိုလိုသိနေနေရတယ် အလိုလိုသိပါတယ်ပတ်စံတော့မပေးနိုင်ဘူးပတ်စံလိုချင်အလုပ်လုပ်လေ ငါဖက်ရလို့ငါနင်းကုံတော့ငါ့ကိုရိုးသေးဆက်ဆံ ရှိုးသေးသေးဆက်ဆံစေခြင်းလေးစားလောက်တဲ့အကိုဖြစ်အခုစူးစမ်းလေဘာအလုံးမမလုပ်ဖ ೇನೆ တစ်ဆက်ရှင်ဒီတယောက်တည်းရှိတဲ့ညီမစီကနေပြီအကိုပတ်စံကိုလက်ဖြတ်ပြီးတောင်းနေရတာအကိုမရှက်ဘူး မ လား ရှက်ပါဘူးဒီချိန်မှာငါဆေးရဖို့တော့ဘာမှမရှက်ဘူးဆက်ဆံငါပြီးမှမပြီးတာ မပေးနိုင်ဘူး မပြီးဘူး ဒီမပေးနိုင်ဘူးမပေးနိုင်မယူနဲ့မပေးဘူးမပေးနဲ့ မပြီးဘူးငါပြောမတောက်လား မပေးနိုင်ဘူးမပေးနိုင်ဘူးဘာမှမပေးဘူးအကိုအရင်တော့တယ်တေးအတော့တယ် နင်းလို့ပြောနေတာငါ့ကို အခုလက်ကို ပေးလို့ငါ့ကို မပေးဘူးမပေး လာကြလေလာကြီးငါ့ဝင်တဲ့အပြင်ငါ့အစီအနဲ့တူတူပဲတက်ချင်းလဲပြစ်မယ် မလူရရိုစီတောင်းမှမှာတဲ့သူကရိုစီအကိုအရင်မှာ sorry နော် sorry မသိလို့ပါနော် အခုမှမသိပါဘူးဆိုပြီးတော့ sorry ပြောနေတဲ့အပူပဲကြောက်ကြီးတင်သွားရင်နော် အကိုရိုစီရဲ့လုံးမြောက်တဲ့အကိုမြင်ချင်ရဲ့လုံးမြောက်တွေဆက်လုံးနေလိုက် ငါလိုနေတဲ့ပတ်စံကိုပေးရင်ငါဘသူ့မှပြဿနာမချဘူး ရောက်ပါအကိုလိုချင်တဲ့ပတ်စံမလားကြောက်ယူသွားဒီုံလည်းဘယ်တော့မှပြန်မလာနဲ့အကိုကြောင့်ညီမအချက်ခွဲပြီးတည်လိုက်မယ်သိလား မလုပ်ပါနဲ့အဲ့လို ဘန်ကောက်သွားပြီးတော့ဖြတ်ဖောက်ချုံလုပ်ပါမယ်ဆိုပြီးစုထားတဲ့ပတ်စံလေးအကိုကြောင့်ပါသွားတယ် တနေ့တလန်ပကံဘယ်မရွေ့ဆိုသူလိုပဲရိုစီရဲ့စိတ်တက်မကြပါနဲ့ ရိုစီရဲ့မျောလင်းချက်တွေကအမေရဲ့မျောလင်းချက်ဆိုလဲဟုတ်တယ်အမေကလေရိုစီကိုသမီးမိန်းကလေးအရင်ဖြစ်စေခြင်းခဲ့တာကိုရောအမေရဲ့မျောလင်းချက်တွေကလည်းကြာလေဝေးလေဖြစ်နေပြီအဲ့တော့အကိုကြောင့် လူလူစိန် အရှင်အော်တထေးတထေးစိုင်းမစစ်ပုံမစွနဲ့ဘယ်ကနေဘယ်လိုရောက်လာလဲလို့ ငါဆိုင်ကလာပါစိုင်းနေပုံနဲ့တီးလာမှာ အာတထေးကလည်းတထေးကအရင်တော့စိုင်းပိတ်ချင်ဆိုရောက်လာတာမဟုတ်ဘူးလေအားကြောင့်နူးနူးကထူးဆန်းနေလို့အာဒါတထေးဆိုင်မှာတထေးလာခြင်းတဲ့ချိန်လာလို့ရပါတယ် ငါဘာလို့လာသေးလဲလာကြရပဲနေ အာလာကြရကလာကုန်ပေါ့လွယ်လွယ်လေးဟာတထေးက တော်စမ်းငါပြောမယ်လာကြရမပြေလို့ဒီဆိုင်ကငါမြေလံပြစ်မှာနော် မြေလံပြစ်မယ်ဟုတ်လားအ
မလေးဒီဆိုင်တခုလုံးမြေလည်ပြစ်မယ်ဆိုတစားစီကွဲအပ်ပဲ့ကျွေးအမလေးတွေ့ရတယ်နှမျောစရာကောင်းလိုက်တာတထေးရဲ့မြေတော့မလန့်ပါနဲ့နှံချင်းတာချလှန့်ပါ လူစိန်နင်ထင်ရရှောက်ပြောမနေနဲ့မြေလာမယ်ဆိုနင်တို့ကလှုပ်ထုတ်ပြစ်မယ်လို့ပြောနေတာ ဒီမှာတထေးအတွက်ဘာချက်ဆိုတာအရေးကြီးတယ်လို့လူလူတို့ကလည်းဆိုင်ဝင်ငွေတိုးပွားအောင်အတွက်စူးစမ်းနေကြတာပါပဲလူလူတို့ကလက်ခါစားဝန်ထမ်းတွေပါတွန်ပြစ်လိုက်လို့လည်းရတယ်လို့မှောက်ပြစ်လိုက်လို့လည်းရပါတယ်အားလုံးကတထေးလက်ထဲမှာကြီးပါပဲ ငင်ကဆရာပြန်လုပ်မနေနဲ့ဟိုမှာကလေးတယောက် ဘယ်မှာလဲတထေးရဲ့ ဟိုမှာလေဟာ အော်မရှိပါဘူးတထေးရဲ့ လူစိန်တော့မတွေ့ဘူးဒီတစ်ခါ6တဲ့တရေပေါက်ဆောင်တယ်တွေးကြသေးတော့မင်းသားလူသေးတော့ဟဲ့ ရောက်သွားပြီ ဘာရှာလဲတထေးရဲ့ မင်းသားလူတရေလို့ခေါ် မရှိပါဘူးတထေး မရှိပါဘူး တွေးလိုက်တယ်ငါစောနာတွေးလိုက် ဟာဆိုင်မှာမရှိပါဘူး အဲ့လေတထေးကလည်း ရောက်သွားပြီ ဘာမင်းသာရှောက်ပြောနေတထေးကလည်း အဲ့လေ တထေးမျက်မနိုးနေပြီနဲ့တူတယ် ဒါလေ တထေးရလား နေသားမှာမင်းသားလူတရေလို့ခေါ်ရင်ဖြစ်တယ်အေးမင်းတို့အောင်ဘူခေါ်ရတော့လို့ပြုတ်နေတာဟဲ့လာ ရှင်တဲ့ရေ ဟိုမွေတူလေးကြောင်းတော့အဲ့တော့လှုပ်ပြုတ်တော့ ကဲလာနောက်ကျနေပြီလာလာကဲရမယ် Oh, the lonely well I'm a sipadella. 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 ကဲအဲ့ဒါဆိုရင်နောက်တစ်ခုဆက်လုပ်မယ်Lady ရဲ့ဆိုင်ခွဲတွေအားလုံးထဲမှာလူလူမန်နေဂျာလုပ်တဲ့ Pink Lady 4ပါဝန်ထမ်းတွေကကျမ်းမာတန်ဆွမ်းလှပနေရမယ်။အဲ့တော့မနက်တိုင်းအေရိုဘစ်ကရမယ် ဟာမနေ့တိုင်းပြင်းစရာကြီးမလဲ ။ရှာမရှင်နဲ့ငါကခိုင်းကကဲစလိုက်ကြမယ်ဟေ့။
လိုက်နော်ခဏလေးထိုင်တော့မောင်လေးနော်မမပြီးလို့ရှိရင်အကောင်းဆုံးပြန်ပြီးတော့ပြင်ပေးမယ်နော်ခဏလေးနော်ခဏလေးနော်မောင်လေးနော်ဟဲ့အမတို့ပြင်ပွဲသွားတာတော့ဒါပြီးစားနေငပိရတဲ့မှာရဲ့ငပိရရတယ်ကိုကိုစားဟယ်လို Pink Lady 4ပါရှင် နင်တို့တထေး ဟုတ်ကဲ့တထေးရှင်ပြောပါရှင်ရိုစီပြောနေတာပါရှင် ငါပြောပဲတေချာနားတော်ရင်ဆိုင်ရောငါသိမိတ်ဆွေတယောက်လာလိမ့်မယ်နင်တို့တေချာကယူဆိုင်ပြင်စေပြီလေငါပြောကြားလား ဟုတ်စိတ်ချပါရှင်ရိုစီတေချာမှာလိုက်ပါမယ်ရှင်ဒါပဲနော်တထေး အေးပြောအဲ့ဒါပဲတထေးကဖုန်းဆက်တာအမရေသူ့မိတ်ဆွေတယောက်ဆိုင်အောင်လာမယ်တဲ့အဲ့ဒါလုံးဝမလွဲပါစေနဲ့တဲ့လူလူကိုတည်တည်ချာချာမှားလိုက်ပါတဲ့ အဲ့ဒါလေးကအသေးဖွဲလေးပါလူဆိုင်တို့တော့ငါပြောသေးကိုခွန်းတော့စားတော့ပဲရှိရဒီမှာလို့စီတထေးရဲ့ဆိုင်ခွဲတွေထဲမှာလေလူဆိုင်မန်နေဂျာလောက်တဲ့ဒီဆိုင်ကနာမည်အကောင်းဆုံးဖြစ်စီရမယ်ဟုတ်ပါပြီရှင် မပြီးကောင်းနော်ဟုတ်တောင်းပါမပြီးဆောင်းဆက်တယ်တထေးပုံးကျူဆက်ထိုင်တထေးမိတ်ဆွေပဲဖြစ်ရမယ်ငါအကောင်းဆုံးလုပ်ပြမှာတထေးငါပညာစမ်းသပ်ခြင်းလို့လွတ်လိုက်တယ်ဆိုတာလူလူရဲ့စက်ထမအာယုံကြီးကကြိုတိနေတယ်မင်္ဂလာပါရှင်အန်တီအခုလိုမျိုးတကူတကလာရအားပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်နော်အန်တီကိုအလှအဆုံးဖြစ်အောင်ပြင်ဆင်ပေးပါမယ်နော် အော်အေးဆိုင်လေးကတော့မစိုးပါဘူးအန်တီအတွက်တော့ဟန်ကြတာပဲ ဟန်ကြမှာပေါ့အန်တီရဲ့အန်တီဘာလုပ်ချင်လဲဒီလူဘာလုပ်ပေးရမလဲ ဟုတ်အန်တီစပင်လေးကိုလေပေါင်းတင်ကောင်းမလားလို့ အော်ကောင်းတာပေါ့အန်တီရဲ့ဟဲအန်တီစပင်းလေးကကောင်းလိုက်တာဒီတက်ပို့ပြီးတော့လှတာလူပြင်ပေးမယ်နော်လာအန်တီလာနဲ့ဘဝဆိုတာထပ်တူကြတယ်အန်တီရဲ့ အမေတဲဆိုရဲစာပါလား ဟုတ်တယ်အန်တီရဲ့ဘဝမှာလေအလှပဆိုတာအရင်ရေးပါဘယ်လောက်ထိရေးပါလဲဆိုရင်အန်တီရဲ့တေတဲ့သူတွေတောင်မှလေလှလှပပလေးမိတ်ကပ်လေးမျိုးတေချင်ကြတာမှန်လား
Hello Pink Lady 4ပါ ကြော်ပြောမယ်နားထောင် ဟုတ်ဘယ်သူများလဲရှင် နားထောင်လို့နားထောင်ပေါ့ကျုပ်ဆင်ရန်ကြိုပေးထားတဲ့မင်္ဂလာဆောင်ကိစ္စ အော်ဟုတ်ကဲ့သိပါပြီရှင်ပြောပါ အေးသိတယ်ဆိုရင်မနက်ဖြန်မနက်9 နာရီကျုပ်နဲ့ကျုပ်ဇနီးလောစိုင်ဝင်လာပြီးမိတ်ကပ်လာပြင်မယ်ခင်ဗျားတို့ဆက်ဆက်ဆောင်နေ အော်ဟုတ်ကဲ့စောင့်နေပါမယ်စိတ်ချပါ အဲ့ဒါဒါပဲ တခါရဲဖုန်းကွာခနဲ့ချပါဒီဇိုင်းကလာပါညာနေထားရတော့လေသူကမှတကယ်ကူကူလူဆို ရိုစီဘာကိုလူစိုးလဲနင်နော်အဲ့ဒါအလုပ်ဖုန်းပါဆန်နယ်အကြောင်းတွေပြောတာမကြိုက်ဘူးသိတယ်မလားအန်တီရဲ့ဝန်ထမ်းတွေကအဲ့လိုပဲနေရာတကဘတ်စုံတောင်းဆောင်ကနေကြည့်ပြီးဆုံးမနိုင်မှာတော်ကကြတာအန်တီရဲ့ ဟာပေါ့ဘက်စုံတောင်းစုံလိုက်ကြည့်နိုင်မှာဖြစ်မှာပေါ့ ဟုတ်တယ်အန်တီ မလည်းပတ်စံနဲ့ပြောတာမဟုတ်ပါဘူးဟိုတနေ့ကဆိုင်အောင်လာပြီးတော့ဇယံချပြီးဘိုကင်လောက်သွားတဲ့ဟိုလူချမ်းရုံနဲ့လေအသားမဲမဲဟိုတို့သားလေသူဖုန်းဆက်တာ ဘာလဲလဲ तू อ่ะ อ๋อမနေ့ဖြန်မနေ့9 နာရီကျရင် ready လုပ်ထားပါတဲ့မင်္ဂလာဆောင်တော့တို့လာပြီးတော့ပြင်မယ်တဲ့အဲ့ဒါတိတိကျကျတိတိကျကျစောင့်နေကြဖို့သတိပေးတာ အမလေးတတိပေးစရာမလိုပါဘူးအလုံးနဲ့လူလူစိန်နဲ့ကလေတသားနဲ့ကြပြီးသား ဟုတ်သမီးအန်ဒီလေးတွားလက်သွားခြင်းလို့ အော်ဟုတ်ကဲ့အန်တီဖြစ်တာအန်တီဟဲ့ရိုစီအန်တီကိုတွန်းလိုက်ဖို့ဝေးလိုက် ဒီဘက်ကိုကြောက်ပါရှင် ခေါင်းလျှော်တာကဘယ်လောက် 2000မှ 2000တသက်ချစ်တယ်ဟာ 1000ခွဲ 1000ခွဲဒီစပင်းပေါင်းတာ2ရက် တယောက်1000ခွဲ2ယောက်ဆို3000 ဟိုကနေအဲ့လည်းကြံနေရနော် မင်းကရိုစီမှတ်တာ ဘယ်လောက် ဟိုဒီမှာဟိုကနေက3000ခွဲ 你也别说啊。 ฉันใช่ป่ะ သူ့ရော ဘာကိစ္စရှိလို့ပါလဲရှင် ခိုးရပါပစ္စည်းတွေဒီဆိုင်မှာရှိရလို့သတင်းတိကျရထားပါတယ် ခိုးရပါပစ္စည်းတွေ ဆိုင်နေရာနဲ့ရှာဖွေလိုက်ဟုတ် အမလူလူရဲ့ဘာတွေဖြစ်ကုန်ပြီလဲရဲတွေဆိုင်ထဲဝင်ကုန်ပြီ ဆရာကြီးတို့ရဲ့ဒီဆိုင်မှာဘာခိုးရပါပစ္စည်းမှမရှိပါဘူးဟိုသူများပစ္စည်းကိုဖို့နေတဲ့တာသွားကြထုတ်တာချမ်းမှာမခိုးဘူးပါဘူးရှင် ဟိုအဲ့တို့တကြောင်တော့လောက်ပါအမလဲ ။ဘာလို့စမငါထိုးလို့ထိုးလိုက်ပေါ့ ဟုတ်ပါတယ်ဆရာကြီးကျမတို့တွေကလေမခိုးမိုးကမလိမ်ညာတက်ကြပါဘူးရှင်ဆရာကြီးတို့ရဲ့အဖိုးတန်လာတဲ့အချိန်မျိုးဘာမှမရှိတဲ့ဒီဆိုင်မှာရှာမနေပါနဲ့လားရှင်ဟိုတခြားရှိတဲ့မန်နေရိုင်းမှာရှာကြည့်ပါလားလို့ ခဏရဲကိုဆရာပြန်လုပ်နေ အဲ့လိုမဟုတ်ပါဘူးဆရာကြီးရဲ့ဟိုလူလူကစေတနာနဲ့အကြံပေးကြည့်တာဒါမှမဟုတ်လို့ရှင်လေဆရာကြီးတို့ပြောတဲ့ခိုးတဲ့ပစ္စည်းဆိုတာကိုလေလူလူရှာတွေ့လို့ရှင်စက္ကန့်မှာပြန်လာအပ်ပေးမယ်လေ ခဏပြန်လာအပ်မယ်ဆိုတော့ယုံကြည်ရလောက်ကျုပ်မအားဘူး အဲ့လိုယူရတာမဟုတ်ပါဘူးဆရာကြီးရဲ့ဟောလူလူတို့မှာခိုးဖို့နေတာတနေ့လက်မလျောင်လာနေတဲ့ customer တွေနဲ့အလုံးရှုံနေကြတာပါပြီးတော့မီးကလည်းပြတ်နေတာဆိုတော့ဆရာကြီးရဲ့မီးပြတ်လာမှပဲလာရှာကြပါလားလို့ ဒီမှာဆရာလုပ်တာများနေပြီ ခဏဆရာလောက်တတ်တာလေမျိုးကလေးကအကျင့်ပါနေလို့
呀，对。ဘာကြီးပြောရင် ဖောက်ထွင်းခိုးယူတဲ့အဖွဲဟာမျိုးသမီးအဖွဲလို့တို့တို့သတင်းတိကျရထားပြီးသားပါအခုလိုတက်တဲ့ကံပျက်စီးနေလက်ဘူးလက်ချက်မိတာဆိုတော့ဆရာကြီးတကယ်စကားပေါ်ခဲ့တယ် ဘာဘူးဖေးဖေးကြပေးပါတော့လူလူစိတ်မခိုးပါဘူးလူလူစိတ်မခိုးဘူး လူသိမလို့နော်ဟာရုံညမပါမနဲ့ချက်ကိုမိတော့ ဆရာမရှင်ဘူးလက်ခဲ့ ဟိုယူပါပြီတက်ကြီးကတယ် စကားပေါ်မယ်ဆရာမရှင်ဘူးလက်ခဲ့ကြစကားပေါ်မယ် လောကိစ္စများနဲ့ရှုံးရှက်ခဲရတဲ့ကြတဲ့လူလူတော့ပြလိုက်တဲ့ကွက်တွေအလုံးတော့ချလောင်ရဲ့စကားကများရတဲ့တဲ့သူကြမ်းနဲ့မိတ်ပြပေါင်းလဲမနေရိုးတော့တဲ့တုံးနဲ့အလုံးတစံပြကြည့်ပဲဘာလို့စပ်ချင်မလဲ Is it true to get a lulu ya ready ပြောထားလဲမှမရှိလူလူနဲ့နာနာကရိုစီတို့နေရောက်ပေါင်းလိုက်တဲ့လွယ်ကြီးဒုက္ခရတန်စီရောက်ပြီးစကားကများရတဲ့တဲ့တို့တွန်းနဲ့မေးပြန်ပေါင်းလဲမနေရိုးတော့တဲ့တုံးနဲ့အလုံးတစံပြချီပဲဘာလို့စပ်ချင်မလဲ Is it true to get a lulu ya readyကောင်းနေရောက်ပါလို့ငါပြတ်နေတဲ့ထောင်သားတွေနဲ့အမေလေးအမေခဲ့ပါအမလူလူခဲ့ပါ နာ9နာရီလာမယ်ဆက်ဆက်စောင့်နေပါလို့ပြောရတဲ့ကျွဲကြီးစောက်ဒါဆန်းနေတယ် ခိုးတဲ့သူတယောက်က तू ခိုးရတယ်လို့ဘယ်သူကဝန်ခံပါလဲအဲ့လိုဝန်မခံတဲ့လူတွေမှာမင်းလည်းပါသွားပြီ ဦးရဲ့ဘလောက်လေအိမ်ရီတိတ်ခါရှိပြီးတော့ဟီရီအော်တက်ပါဆိုရဲအဆက်အကြောက်ကြီးလွန်းတဲ့မိန်းမပြိုလေးတယောက်ကတခိုးဖြစ်နိုင်ပါမလားဦးရဲ့ရိုစီတို့အမှုပါလေပြမှုနေကြလို့လေအခုယုံနေတော့မယ်လေ ဟာငါတို့မခိုးရမယ်တမတရားလို့ပဲ ခုငါလာတွေ့တာငါဆိုင်ထဲငါဝင်လို့မရအောင်ဆိုင်ဝန်တကောက်ထဲကနေတော့ခါတာတွေ့လဲငါလာတွေ့တာငါဆိုင်ထဲကဝန်ထမ်းတွေအကုန်လုံးလည်းအခုအချုပ်ထဲမှာဆိုင်ဝန်တကောက်ကလည်းထဲကနေတော့ခါတာဆိုတော့မင်းတို့မဟုတ်တာတခုလုံးနေပြီဆိုတာငါတက်အသိ အဲ့ဒီနေ့ဟာတွားလက်ထဲဝင်သွားတဲ့ customer ဆိုလို့တယောက်ပဲရှိတယ် အဲ့ကောင်မတူဘူး Lulu Lulu na lele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 